ဇလန်လေးကိုတော့နှင်းတွေအပြည့်ဖုံးလွှမ်းနေတဲ့တောအုပ်တနေရာမှာကောင်မလေးတယောက်ကိုကဲဖို့ကောင်လေးတယောက်ကအသေးအံ့စူးစမ်းနေတဲ့ခန်းမှာစတင်ထားပါတယ်။အဲ့ချိန်ကင်မရာကတောင်ပေါ်ကတနေရာကအိမ်လေးတစ်ခုစီရောက်ရှိသွားခဲ့ပြီးအဲ့နေရာမှာတော့ထန်ဂျီရိုဆိုတဲ့ကောင်လေးတယောက်ကမိသားစုစားဝတ်နေတဲ့အတွက်မီတိုကက်တီတွားရောက်မှုစီစဉ်နေခဲ့ကသူ့အမေကလည်းပါမပင်နေတဲ့မီးသွေးမုံတွေကိုတုပ်ပေးနေခဲ့ပါတယ်။အဲ့လိုနဲ့သူထွက်သွားဖို့ပြင်နေတဲ့အချိန်မှာပဲသူ့ရဲ့မောင်နှမတွေရောက်လာကလိုက်ချင်ကြောင်ပြောပြီးမှသူတို့ရဲ့အမေကအန်ဒီရဲ့များတာကြောင့်မလိုက်ဖို့ပြောလိုက်ကတယောက်နဲ့တယောက်စားနောက်ကြည့်နေကြတဲ့တာယာပွဲမိသားစုကိုလည်းတွေးမြင်လိုက်ရပါတယ်။အဲ့ချိန်တန်ဂျီရိုကမိသားစုကိုနှုတ်ဆက်ကထွက်လာခဲ့လိုက်ပြီးလမ်းမှာလည်းသူညမနဲစုကိုနဲ့တွေ့တာကြောင့်စကားနဲ့ငယ်ပြောပြီးထွက်လာခဲ့လိုက်ပါတယ်အဲ့လိုနဲ့တန်ဂျီရိုကမီးသွေးရောင်းဖို့တောင်းကိုရောက်လာကရွာတွေကလူတွေကလည်းသူ့ကိုတီးနေခဲ့ကြပြီးသူတို့မှမီးသွေးတွေမရှိတော့တာကြောင့်ရောင်းပေးဖို့ပြောနေကြတဲ့အချိန်မှာပဲရန်ဖြစ်နေတဲ့လင်မယားနှစ်ယောက်ထွက်လာကမိန်းမဖြစ်သူကတန်ဂျီရိုကိုသူ့ယောက်ျားကပကံခွဲလိုက်တဲ့သူဖြစ်ကြောင်းဆွဆွဲနေခဲ့တာကြောင့်တန်ဂျီရိုကလည်းပကံခွဲတွေကိုနမ်းကြီးလိုက်ကကြောင်တကောင်ရဲ့အနက်မဲ့ရကြောင်းပြောကအကူအညီပေးလိုက်ပါတယ်အဲ့လိုနဲ့ညာရောက်တော့မီးသွေးတွေရောင်းကုန်သွားတော့အိမ်ပြန်ဖို့လုပ်နေတဲ့အချိန်အဖိုးဖြစ်သူစာပူရိုကညာဘက်တော်တဲ့မိစ္ဆာတွေရှိနိုင်တာကြောင့်မသွားဖို့တားလိုက်ကသူ့စီမှာတညလောက်တဲဖို့ခေါ်လိုက်ပါတယ်အဲ့ဒါကြောင့်တန်ဂျီရိုကတဲဖို့ဆုံးဖြတ်လိုက်ပြီးသူ့အဖိုးကိုမိစ္ဆာတွေကဘလို့ပုံစံမျိုးလဲညာဘက်ရောအိမ်ထဲဝင်လာနိုင်လားလို့မေးလိုက်ပါတယ်အဲ့ဒါကြောင့်အဖိုးစာပူရိုကမိစ္ဆာတွေကညာဘက်ဆိုရင်လူသားတွေကိုအမဲလိုက်ထွက်တဲ့အကြောင်းအိမ်ထဲလဲဝင်တဲ့အကြောင်းနဲ့သူတို့ရဲ့ရန်ကကာဝဲဖို့ဒီမွန်ဆလီယာဆိုတဲ့မိစ္ဆာမို့ဆိုအဖွဲ့ဆိုတာလည်းရှိကြောင်းပြောပြလိုက်ပြီးနားနဲ့နေပြီးဖြစ်တာကြောင့်အဲ့ဖို့ပြောလိုက်ပါတယ်နောက်နေ့ရောက်တော့ထန်ဂျီရိုကအိမ်ပြန်လာခဲ့ပြီးအိမ်သားရောက်လို့သွေးနှမ်းရတာကြောင့်တွားကြည့်လိုက်တဲ့ခါမှာတော့တမိသားစုလုံးမိစ္ဆာလက်ချက်နဲ့သေဆုံးနေတာကိုမြင်တွေ့လိုက်ရပြီးမနေ့ကမှသူတို့မိသားစုပျော်ရွှင်စွာနေထိုင်ခဲ့ကြပေမဲ့ဒီနေ့မှာတော့အရာအလုံးဆုံးရှုံးလိုက်ရတာကြောင့်ဝမ်းနည်းမှုနဲ့မယုံနိုင်မှုတို့ရောထွေးကကဘာပြတ်မတက်ခံစားရပြီးငိုနေတာကိုတွေးလိုက်ရပါတယ်အဲ့ချင်းသူညမလေးနဲစုကိုမတည်သေးတာကိုတွေးလိုက်ရပြီးဇလန်းဆာမှာပြခဲ့တဲ့သူညမကိုကဲဖို့တဲတန်ကြိုးစားနေတဲ့ချင်းကိုရောက်လာခဲ့ပါတယ်အဲ့ချင်းနဲစုကထူးဆန်းစွာလှုပ်ရှားလာခဲ့ပြီးယုံလိုက်တာကြောင့်နှစ်ယောက်လုံးတောင်းအောင်ပြုတ်ကျသွားခဲ့ပါတယ်တောင်းအောင်ရောက်တဲ့အခါမှာတော့နှင်းနေကြောင်အကြမ်းမနာခဲ့ဘူးဆိုတာတီးလိုက်ရပြီးသူညမနဲစုကိုလိုက်ချနေခဲ့ပါတယ်အဲ့ချင်းနဲစုကိုတွေးလိုက်ရပြီးနဲစုကမိစ္ဆာအဖြစ်ပြောင်းကတိုက်ခတ်ဖို့လုံနေခဲ့တဲ့ကြောင့်ခုခံနေရပြီးသူ့ဟိုးစာပူရိုအိမ်မှာအိမ်နေခဲ့တဲ့အချိန်ခုလိုဖြစ်သွားခဲ့တာကိုတွေးပြီးဝမ်းနေနေခဲ့ကနဲစုကိုလည်းသူရအောင်ကဲမှာမလို့အရှုံးမပေးဘူးနဲ့တောင်းခံထားဖို့အတန်ကိုအပြောလိုက်တာကြောင့်နဲစုကိုစီကမျက်ရည်စာတွေကြားလာခဲ့တာကိုတွေးလိုက်ရပါတယ်အဲ့ချင်းဒီမိုဆလီယာအဖွဲ့တယောက်ရောက်လာခဲ့ပြီးနဲစုကိုတိုက်ခိုက်ဖို့လုံနေတာကြောင့်သူညမထိခိုက်မှဆိုတဲ့အတွက်ကာကွယ်ပေးလိုက်ပါတယ်အဲ့အခါထိုသူကဘာလို့ကာကွယ်ပေးတာလဲလို့မေးလိုက်တာကြောင့်တန်ဂျီရိုကသူညမဖြစ်နေတာကြောင့်လို့ဖြေလိုက်တဲ့အခါထိုသူကအကောင့်မလေးကမင်းညမမဟုတ်တော့ဘူးဆိုကမျက်စိတမိတ်အတွင်းနဲစုကိုဖမ်းထားလိုက်ပါတယ်အဲ့အခါတန်ဂျီရိုကသူညမဟာဘသူ့ကိုမှလည်းမတက်ရသေးဘူးဖြစ်ပြီးသူ့မိသားစုအသက်ခံလိုက်ရတဲ့အချိန်မှာလည်းတခြားမိစ္ဆာနဲ့ကိုသူရလိုက်တာကြောင့်သူညမတက်တာမဖြစ်နိုင်ကြောင်းပြောကအသက်ဖို့ပြောလိုက်ပေမဲ့ထိုသူကမိစ္ဆာရဲ့အတွက်ကလူသားတယောက်စီဝင်သွားရင်မိစ္ဆာဖြစ်သွားမှဖြစ်ပြီးမိစ္ဆာတွေကအဲ့လိုနည်းနဲ့မျိုးပွားတာဖြစ်ကြောင်းနဲ့ကုသဖို့လည်းမဖြစ်နိုင်ကြောင်းပြောပြလိုက်ပါတယ်အဲ့ဒါကြောင့်ထိုသူကဒေါသထွက်သွားခဲ့ပြီးကိုတောင်တေချာမကောက်ွယ်နိုင်တဲ့သူကကုသနီကိုဘလို့ရှာမှလဲမင်းညီမကိုဘလို့ကောက်ွယ်မှလဲဆိုပြီးမေးလိုက်ကပြောညမ်းတဲ့ပုံစံနဲ့ဒူးထောင်းမနေဘူးနဲ့ကြော်ပါကြီးမှာအားနေတဲ့သူတွေကရွေးချယ်ခင်မရှိကြောင်းနဲ့အားသာတဲ့သူတွေကသာရွေးချယ်ခင်ရှိကြောင်းပြီးတော့မိစ္ဆာတွေကမင်းညီမကိုကုသနိုင်တဲ့နီးတီးရင်တီးနေနိုင်ပေမဲ့သူတို့ကဘယ်တော့မှပြောမှမဟုတ်ကြောင်းနဲ့ခုနတော့ကရဲတင်းကိုတုံးပြီးမကောက်ွယ်ပဲခန္ဓာကိုယ်နဲ့ကောက်ွယ်ထားတာမင်းညီမကိုကောက်ွယ်မဲ့ပုံစံလားလို့ပြောကစိတ်ကိုစွာပေးနေခဲ့ပါတယ်ဒိုသူရဲ့စိတ်ထဲမှာတော့မိသားစုကိုဆုံးရှုံးကညီမဖြစ်သူကမိစ္ဆာဖြစ်သွားတဲ့အခါခံစားရမယ်ဆိုးရတဲ့ခံစားချက်ကိုတီးပြီးမယ်အခုချိန်ကအဲ့လိုခံစားနေရမယ့်အချိန်မဟုတ်ပဲဝမ်းနည်းမှုကိုဒေါသအဖြစ်ပြောင်းလဲကစားချစ်ဖို့အတွက်မင်းတန်မာလာဖို့လိုတယ်လို့တွေးနေခဲ့ပြီးနဲစုကိုလည်းဓာတ်နဲ့ထိုးချလိုက်ပါတယ်အဲ့ဒီကထန်ဂျီရိုကထိုးသူကိုတိုက်ခိုက်ဖို့အတွက်ဂဲနဲ့ဖြစ်ပြီးအာယုံလွက်ကတခြားတစ်ဖက်ကတိုက်ခိုက်ခဲ့ပေမဲ့ဟိုကတစ်ချက်တည်းနဲ့အမောက်သိပ်ပေးလိုက်ပါတယ်ထန်ဂျီရိုမောက်သွားတဲ့အခါမှာတော့ပစိန်တလက်ကထိုးသူရဲ့ခေါင်းမိုးကိုကြားလာခဲ့တဲ့ကြောင့်ချောင်းလိုက်ရပါတယ်အဲ့ဒါကြောင့်ထန်ဂျီရိုခုနကဂဲလုံးနဲ့အာယုံလွှဲလိုက်တဲ့ကတခြားတစ်ဖက်ကသူ့ကိုတိုက်ခိုက်ဖို့မဟုတ်ပဲပစိန်နဲ့တိုက်ခိုက်နိုင်ဖို့လှုပ်တာဖြစ်ကြောင်းတီးလိုက်ရပြီးသတိလွတ်နေတဲ့အချိန်နဲစုကလွတ်ထွက်သွားခဲ့ကတန်ဂျီရိုနောက်ရောက်သွားခဲ့တဲ့အတွက်စားတော့မယ်လို့ထင်လိုက်ပေမဲ့မဟုတ်ပဲတန်ဂျီရိုကိုကာဝဲကသူ့ကိုတိုက်ခိုက်နေခဲ့တဲ့ကြောင့်သူကအရင်ကမိစ္ဆာဖြစ်သွားတဲ့သူတွေအများကြီးမြင်မှုခဲ့ပေမဲ့အဲ့လိုတစ်ခါမှမကြုံဘူးကြောင်းနဲ့သူတို့မောင်နှမကသူများနဲ့မတူပဲဘာလို့ထူးခြားနေတာလဲလို့သိရှင်သွားခဲ့တာကြောင့်မသက်ပဲမေးအောင်ရိုက်ချလိုက်ပါတယ်ထန်ဂျီရိုပြန်နိုးလာတဲ့အချိန်မှာတော့ထိုသူကစာဂရီတောင်ချီမှာနေတဲ့ဆန်ကိုဂျီယူယိုကိုတာကီဆိုတဲ့သူကိုတွားချဖို့ပြောလိုက်ကတိုမီယိုခါကီယူကလွှတ်လိုက်တာလို့ပြောလိုက်ပါတယ်အဲ့ကိုသွားတဲ့အချိန်မှာလည်းနဲစုကိုနေအောင်မထီးစေဖို့မှားလိုက်ကထွက်သွားခဲ့ပါတယ်အဲ့ဒါကြောင့်ထန်ဂျီရိုကသူ့မိသားစုကိုတေချာမြင်မြုပ်ပေးလိုက်ပြီးထိုသူပြောတဲ့နေရာကိုထွက်လာတဲ့ခန်းမှာပဲဒီမွန်စလီယာအပိုင်းတစ်ကလည်းပြီးဆုံးသွားခဲ့ပါပြီနောက်နေ့မှနောက်တစ်ပိုင်းနဲ့ပြန်လာခဲ့ပါမယ်ကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်